အာရှရဲ့ပထမဆုံး၃နိုင်ငံရုပ်သိမ်းအမှုပညာပြပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာဇန်နဝါရီ16ရက်နေ့ကကျင်းပနေတာပါအာရှရုပ်သိမ်းအမှုပညာနှီးနှောဖလှယ်ပွဲရဲ့အသီးအပွင့်အဖြစ်မြန်မာထိုင်းနဲ့အမေရိကန်၃နိုင်ငံကရုပ်သိမ်းအမှုပညာရှင်တွေပူးပေါင်းတင်ဆက်ကပြနေတာလည်းဖြစ်ပါတယ်အလှတရားရဲ့နောက်ွယ်လို့နာမည်ပေးထားတဲ့ဒီရုပ်သိမ်းပြပွဲလေးကိုနိုင်ငံတကာကယဉ်ကျေးမှုတွေအချင်းချင်းဖလှယ်ရင်းပိုတိုးတက်အောင်လုပ်ဖို့ရည်ရွယ်တယ်လို့စီစဉ်သူဂျာမန်လူမျိုး Mr. Manuel ကဆိုပါတယ်The first example and we learn a lot doing it. အာရှရုပ်သိမ်းမဟာဂန္ဓဝင်ဆိုတဲ့ခေါင်းစဉ်နဲ့နိုင်ငံတကာကအမှုပညာဖလှယ်ပွဲပထမဆုံးစီမံကိန်းအနေနဲ့ဒီပွဲကိုစီစဉ်တာပါနောက်ပွဲကြရင်ပိုကောင်းလာအောင်လုပ်နိုင်မယ်ထင်တာပဲအမှုပညာဆိုတာအသုံးချမှုတစ်ခုတည်းအတွက်ဆိုသိမကောင်းဘူးလေခေတ်ပြိုင်ဖြစ်နေတဲ့အမှုပညာတွေကိုအတူရှင်ပြီးတော့ချပြရတာပိုကောင်းတယ်ထင်ပါတယ်ကျွန်တော်ကနိုင်ငံတကာလက်ပတ်ခီးသွားနေတော့မြန်မာပြည်ရောက်တုံထွေးဦးမြန်မာနဲ့တိကျုံခဲ့တယ်လေအမေရိကန်က AB နဲ့တိကျုံခဲ့တယ်ဆိုတော့ကိုယ့်အသည့်အကျွမ်းတွေကိုစုစည်းပြီးဒီပွဲလုပ်ဖြစ်တာပါယဉ်ကျေးမှုတွေမတူတဲ့နိုင်ငံတွေအချင်းချင်းကြားကရုပ်သိမ်းအမှုပညာယဉ်ကျေးမှုတွေကိုပူးပေါင်းတင်ဆက်ထားတဲ့ကစားတွေကိုလည်းအခုလိုထူးထူးခြားခြားကြည့်ရှုရပါတယ်မလိုတာတွေအားလုံးကိုဖယ်ထုတ်လိုက်အဲ့ဒါဘဝမောင်မဟုတ်ဘူးမောင်ညမဟုတ်ဘူးအိမ်မဟာနိုးနေတော့မှတက်ရှင်လာအိမ်မဟာနိုးနေတော့မှတက်ရှင်လာဒီဇင်ဘာ26ရက်နေ့ကနေဇန်နဝါရီ16ရက်နေ့အထိကျင်းပခဲ့တဲ့အာရှရဲ့ပထမအဦးဆုံးနိုင်ငံတကာရုပ်သိမ်းအမှုပညာနှီးနှောဖလှယ်ပွဲကိုအာရှယဉ်ကျေးမှုဗဟိုဌာနကကမကထပြုပံ့ပိုးခဲ့ပြီးရန်ကုန်မြို့ကဂီတမိတ်မြူးစစ်စင်တာချင်းမိုင်မြို့ကရချမန်ကာဟိုတယ်နဲ့ချင်းမိုင်တက္ကသိုလ်အမှုပညာဌာနတို့ကပူးပေါင်းကူညီခဲ့ကြပါတယ်